ဒီကနေ့ညမှာရှင်မြိုင်ကစားသွားကြမယ်မန်ယူနဲ့ PSG ပွဲစဉ်မှာဘယ်အသင်းကအသာရသွားပါမလဲကဲအားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးမှာကတော့ဒီနေ့ဩဂတ်စ်လ10ရက်နေ့မှာရှင်မြိုင်ကစားသွားမယ် International Club Friendly ပွဲစဉ်တစ်ပွဲဖြစ်တဲ့9နိုင်ပွဲမှာရှင်မြိုင်ကစားသွားမယ်မန်ယူနဲ့ PSG ပွဲစဉ်လေးကိုပွဲကြိုသုံးသက်ချက် preview လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့သုံးသက်ချက်မလုပ်ခင်ကျွန်တော်ကိုယ်တိုင်ပြန်လည်ရွေးချယ်ပေးတဲ့မောင်းတွဲလေးတွေကိုစော့ရင်နဲ့ညီကိုရတော့ကျွန်တော်အကောက်ရဲ့ဟောတဲ့ဘိုင်ယိုလေးမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ကျွန်တော်အနေနဲ့ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကျွန်တော်အင်္ဂလန် EFL Cup ပွဲစဉ်တွေလည်းအများကြီးရှိတယ်ဘွန်ဒလီဂါ2ပွဲစဉ်တွေလည်းယာတီစပြီးဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့မောင်းတွဲလေးတွေ၄သင်းမောင်းလေးတွေတွဲပေးထားပါတယ်ကျွန်တော်တင်ပေးထားပြီပေါ့နော်ဒါကြောင့်မလို့ဝင်ရောက်ကြည့်ရှုနေညီကိုရတော့ကျွန်တော်အကောက်ရဲ့ဟောတဲ့မှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ကဲဆိုတော့ကျွန်တော်တို့ဒီပွဲစဉ်ကတော့ကျွန်တော်နည်းနည်းလေးဘယ်လိုခေါ်မလဲ International Club Friendly ပွဲစဉ်ဖြစ်ပေမဲ့လည်းကျွန်တော်ဂုံတိတ်ခါပိုင်းအရာနှစ်သင်းစလုံးကကျွန်တော်ကစားကြမယ်ပွဲစဉ်တွေတစ်ပွဲဖြစ်တယ်ကစားမဲ့ကွင်းကကျွန်တော်ဆွေးနွေးနိုင်ငံမှာကစားမှာဖြစ်တဲ့အတွက်နှစ်သင်းစလုံးအတွက်ကျွန်တော်အဝေးကွင်းလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့နှစ်သိန်းစလုံးရဲ့ခြေစမ်းပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင် United ကကျွန်တော်ခြေစမ်းပွဲစဉ်3ပွဲကစားထားပြီးချိန်မှာကျွန်တော်2ပွဲနိုင်တဲ့တပွဲပဲရှုံးနေထားတယ် PSG ကကျွန်တော်ခြေစမ်းပွဲစဉ်တပွဲကစားထားတဲ့မာရော့ကာကို 3-0 ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်ရှုံးနေထားတာဖြစ်တယ်ဒါကြောင့်မလို့ခြေစမ်းပွဲစဉ်တွေမှာတော့ PSG ကဘယ်လိုခေါ်မလဲတိတ်ပြီးတော့ကျွန်တော်မကစားတဲ့အနေအထားတွေရှိတယ်ပေါ့မြတ်ကစားလို့ရှိရင်ပြခြေစမ်းပွဲစဉ်ဖြစ်ပေမဲ့လည်းဒီအသင်းနဲ့ဒီလိုအသင်းတွေမှာ PSG က ACCကျွန်တော်တို့ကစားလို့ရတယ်ဗျာဆိုတော့ဒီပွဲစဉ်မှာကအရှရဲ့ကြေးကြောပေးမှုရကြည့်မယ်ဆိုလို့ရှိရင်ဒဲဖွင့်လေပေးထားတယ်ပေါ့နော်ဆိုတော့ဒီလောက်ပဲဖွင့်လေပေးရမှာပဲပေါ့နော် Club Friendly ပွဲစဉ်ပဲဖြစ်ဖြစ်ဒီနှစ်သင်းကဗမာပဲတွေ့ကျွန်တော် Champions League ပွဲစဉ်တွေပဲတွေ့ခဲ့သည်ရှိတော့ဒီလောက်ပဲဖွင့်ပေးရမယ်ပုံစံတွေရှိတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာ PSG တို့အနေနဲ့တေချာပေါက်ကစားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် PSG တို့အနေနဲ့ဂုံသိက္ခာပိုင်းအရာမန်ယူကိုမရှုံးနိုင်ဘူးလို့ကျွန်တော်အနေနဲ့ယူဆတယ်ဒါကြောင့်မလို့ဒီပွဲစဉ်လေးမှာတော့အနေဆုံးတရေလောက်ရနိုင်မယ် PSG body လေးကိုပဲရွေးချယ်ပေးနေပါတယ်အကြိုက်တူတဲ့ညီကိုရတော့လိုက်ယူပါအကြိုက်မတူတဲ့ညီကိုရတော့ဘက်ကံမှာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာနေရန်နာကြပါတယ်